တယောက်တည်းချစ်ပါတယ်ဆိုရဲကိုကောင်လေးကခြားတယောက်ရှိရဲ့အခါဘယ်လိုဖြေရှင်းကြမလဲကိုကောင်လေးကချစ်မိရင်တယောက်ကိုဆိုတယောက်ပဲထားပြီးတော့ချစ်တတ်တဲ့သူမျိုးလည်းဖြစ်တယ်အဲ့မှာမှခြားတယောက်ရှိလာတဲ့အခြေအနေဆိုရင်ဘယ်လိုလုပ်တယ်လဲဆိုတာကိုအခြေခံပြီးတော့ထပ်ပြောပြမယ့် blog လေးပဲဖြစ်ပါတယ်ကိုကောင်လေးကချစ်မိရင်တယောက်ကိုဆိုတယောက်ပဲထားပြီးချစ်တတ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှိနေရတဲ့ခြားတယောက်ထက်ရှိလာမျိုးဆိုရင်တော့စဉ်းစားစရာဖြစ်လာပြီပေါ့နော်ဘာလို့လဲဆိုတော့ကိုကိုလည်းချစ်သေးတယ်တကယ်ချစ်တယ်ဆိုရင်ခြားတယောက်ထပ်မရှိလာဘူးလေနော်အဲ့တော့ကိုစဉ်းစားပါသူ့ကိုလက်လွတ်ပေးနိုင်လားဒါမှမဟုတ်ရင်သူနဲ့စကားတွေပြောပြီးတော့ထပ်စဉ်းစားခြင်းသေးလားညှိခြင်းသေးလားဆိုတာမျိုးပေါ့နော်အဲ့မှာမှ तू ကလည်းလမ်းခွဲမယ်မပြောဘူးကိုကလည်းညှိခြင်းစိတ်ရှိသေးတယ်ဆိုရင်တော့ link ချထားမယ်ဗီဒီယိုပုတ်ကလေးကို switch အဲ့လိုမှမဟုတ်ပဲအခြေအနေနောက်တစ်ခုကကြတော့သူ့ဘက်ကလည်းဖွင့်ပြောလာမယ်ပေါ့နော်ငါတို့အဆင်မပြေနိုင်တော့ပါဘူးဆိုပြီးတော့ပြောလာတာမျိုးဆိုရင်တော့အနည်းအကျဉ်းပေးချင်တာဟာကိုယ့်ဘက်ကလက်လွတ်နိုင်အောင်ကြိုးစားလိုက်ပါအဲ့ဒါနှစ်ဖက်လုံးအတွက်အဆင်ပြေနိုင်ဆုံးနည်းလမ်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကနောက်တစ်ယောက်ရှိလာတယ်ဆိုတဲ့ဟိုကကိုယ်ကိုမချစ်တော့တာသိကြနေပြီကွာအဲ့ဒါကိုကိုယ်စိတ်ကလက်ခံရမယ်လက်ခံလိုက်ပါဘယ်လိုပြန်စဉ်းစားရမလဲဆိုတော့ကိုကလည်းသူ့ကိုချစ်ခဲ့တဲ့သူတယောက်ပဲလေနော်အဲ့ဒီချိန်မှာကိုကဆွဲထားတော့ကိုချစ်တဲ့သူတယောက်ကမပြောရမှာပဲလေနော်နောက်တစ်ခုကကြတော့သူကကိုနာမှာသာရှိနေပြီးတော့စိတ်ကကိုယ်စီမှာမရှိတဲ့အခြေအနေကြီးကပို့ပြီးခံစားနာကျင်ရတယ်လို့အနေကတော့ထင်တယ်ကွာတတ်မှတ်တယ်အဲကြောင့်မလို့စွန့်လို့ဖို့ပဲကြိုးစားလိုက်ပါချစ်တဲ့သူတယောက်ကိုလက်လွတ်ပေးရမှာစွန့်လို့ရမှာမလွယ်မှန်းတော့နားလဲပါတယ်ဒါပေမဲ့လည်းလုပ်ဖို့လုပ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးရင်ဆိုင်ကြောပြကြမယ်လေနော် fighting နောက်တစ်ရက်မှာတော့ချစ်တဲ့သူတယောက်ကိုလက်လွတ်ရတဲ့အချိန်တနည်းအားဖြင့်ပြောရရင်တော့အသေးကွဲတာကိုဘယ်လိုသက်သာအောင်ကြိုးစားကြော်ဖြတ်ရမလဲဆိုတဲ့ tip လေးတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ခဲ့ပေးဖို့အကြံပေးချင်ပါတယ် love you bye bye see you next vlog